မင်္ဂလာပါကျွန်တော်ကိုချက်ပါခင်ဗျာလုပ်ငန်းသုံးမှုအတွက်လုပ်ငန်းသုံးကားလေးဒီလိုက်ရှာနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်မှရှိတဲ့ရောင်းကားလေး3စီးကိုကျွန်တော်ရောင်းချပြီးတော့မှဖြစ်ပါတယ်ပေါ့နော်ပထမဆုံးတစ်စီးကတော့ကျွန်တော်မိတ်ဆွေတွေဒီရှင်းမှာမြင်နေရတဲ့ကားလေးပါဒီကောင်လေးကတော့2008 model ပါ monthly license ကိုမှ 5G number လေးနဲ့ပေါ့နော် 5G number လေးနဲ့ဒီကောင်ကလည်းတစ်စီးရှိမယ်1008လေးပါနောက်တစ်စီးကလည်းဒီကောင်လေးရဲ့1008 model ပေါ့နော်2008 model လေးဒီကောင်လေးကလည်း monthly license ကိုမှ 4G number လေးနဲ့လာပါတယ်ခင်ဗျာနောက်တစ်စီးကတော့ကျွန်တော်တို့ရန်ကုန် license ကိုမှဒီကောင်ကကျွန်တော်2009 model 5i နံပါတ်လေးနဲ့ပေါ့နော်ဆိုတော့ကား3စီးလုံးက model အမြင့်နေဖြစ်မယ်နံပါတ်10လဲကျွန်တော်တို့အမြင့်နေဖြစ်မယ်ပေါ့နော် model မြင့်နံပါတ်မြင့်ကိုမှကားကောင်းကားတက်လိုက်ရှာနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ရောင်းပြီးတော့မှဖြစ်ပါတယ်ဆိုတော့ကားလေးတွေကိုကျွန်တော်တစ်ချက်အသေးစိတ်လေးလိုက်ပြပေးပါမယ်ခင်ဗျာပထမဆုံးကျွန်တော်ပြပေးမယ့်ကားလေးကဒီကောင်လေးပေါ့နော်ဒီကောင်လေးကကျွန်တော်တို့ Suzuki ကိုမှ2008 model ပါ2 week အမျိုးအစားပါ AC power အစုံပါlicense ကနောက်26လေးလပိုင်းထိကျန်ပါသေးတယ်ခင်ဗျာကျွန်တော်ကားလေးကိုပတ်ကားရင်ပြပေးမယ်ပထမဆုံးအနေနဲ့ကားရေးပေါ့နော်ဒီအရှိပေါ့ဒီအပေါင်းလက္ခဏာလေးပေါ့နော်အပေါင်းချိတ်လေးအားလုံးမှန်တယ်နဲ့အဖြုတ်တက်ကျွန်တော်ရှင်းပါတယ်ကျွန်တော်တို့ဒီမှာ nose cut ဒီအကုန်လှတယ် foul line တွေအကုန်လှတယ်ကျွန်တော်ဒီမှာเนาะဒီအပေါင်းချိတ်တွေလိုက်နာတယ်ကျွန်တော်အကုန်လှပါတယ်ဘာမှပြောစရာမရှိဘူးလေကမှန်အဲ့နေတာကွဲနေရမျိုးလုံးဝမရှိဘူး sport ရလုံးဝမရှိဘူးဂွင်တွေအားလုံးခေါင်နေသူ့ရဲ့ အော်စီတိုင်းမရှိုံပဲနော်ကားလေးအရန်ကြံသေးတယ်နောက်ပြားတွေပိုင်းဆိုလို့ရှိရင်လည်းသူရဲ့ အော်တိုင်းရှိုံပဲနော်အော်တိုင်းရှိုံပဲကျွန်တော်တို့အမိုးကိုင်းခြေတက်အစုံပါပြီးသားဖြစ်ပါတယ်နောက်ကန်တွေပိုင်းမိတ်ဆွေကြည့်လို့ရပါတယ်အမြင်တိုင်းပဲနော်ဒါမိတ်ဆွေတို့ဒါကြည့်တတ်တဲ့မိတ်ဆွေတို့သိရနောက်ကန်ဘယ်လောက်လှလဲဆိုတော့ကျွန်တော်မိတ်ဆွေကြည့်လို့ရတယ်နော်နောက်ကန်တွေပဲတအားလှတယ်အော်စီတိုင်းမရှိသေးရနော်နောက်ကန်တွေကစအော်စီပဲရှိပါသေးတယ် frame နဲ့နေပါဆိုလို့ရှိရင်လည်းမကြည့်လို့ရတယ် frame နဲ့နေရစအော်စီပဲရှိုံပဲနော် frame နဲ့နေရစအော်စီပါနော် frame နေရစအော်စီပါဆွေးနာစာတန်ကြီးလုံးဝကင်းတယ်အတိုက်ခိုက်လုံးဝရှင်းပါတယ်နော်ကားလေးရဒီမှာတကားဖွင့်လိုက်မယ်ဆိုလို့ရှိရင်လေကားရဲ့အတွင်းခန်းတရှိသေးရမှုနေပေါ့နော်ဒါလက်ဆက်မှုကဘာမှပြောစရာမလိုဘူးပေါ့နော်ကျွန်တော်မိတ်ဆွေတွေကားကြည့်တိုင်းသိပါတယ်တကတိုင်း phone line တွေအကုန်လှတယ်တကားကြားတွေအကုန်လှတယ်သူချိတ်တိုင်းရှိတယ်သူ sport တိုင်းအကုန်လုံးရှိတယ်ကားတစ်စီးမှာအဆွေးအများဆုံးနော်ဒီ picket ကားတွေမှာအဆွေးအများဆုံးနေရာတွေဖြစ်တဲ့ဒီ phone line တွေကစဒီခြေကျော် phone line တွေကစအော်တိုင်းမရှိုံပဲအော်စီးတိုင်းမရှိုံပဲချိတ်လေးတွေအကုန်လုံးမှန်သေးတယ်ရှော့ဘောင်းအောင်လေးစေးဝင်တာမျိုးလုံးဝမရှိဘူးအော်ချိတ်အော် sport အော်တိုင်းမရှိုံပဲပေါ့နော်ကားအရင်ကောင်းပါတယ်နော်ကားအရင်ကောင်းတဲ့ထိုင်ကုန်အပေါက်ပြင်းနာစာလုံးဝမရှိဘူးကလီယာလုံးဝဖြစ်တယ်အင်ဂျင်အောက်ပိုင်းလုံးဝကောင်းတယ်အားလုံးစစ်ဆေးပြီးသားကားလေးဖြစ်ပါတယ်နော်အဲဆိုဒီကောင်လေးကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြောက်တစ်ခုမှလာကြည့်လို့ရပါတယ်နော်ဒီကောင်လေးက1008လီပါ AC power အစုံ2 wheel လေးပါနော်ဆိုတော့2 wheel မှာ2 wheel ကြိုက်တဲ့ကျွန်တော်မိတ်ဆွေလာကြည့်လို့ရတယ်နောက်ထပ်ကျွန်တော်ပြပေးမယ့်ကားလေးတစ်စီးကတော့ဒီကောင်လေးပါနော်ဒီကောင်လေးကတော့2008 model ပဲနော်ဒီကောင်လေး Suzuki ကိုမှ2008 model 4 wheel လေးပါ AC power အစုံလေးပါဒီကောင်လေး license နောက်26လေးလပိုင်းထိကျန်ပါသေးတယ်ခင်ဗျာ 4G number နဲ့ပေါ့နော်နံပါတ်10 model မြင့်ကြိုက်တဲ့မိတ်ဆွေတွေလာပြီးကြည့်လို့ရပါတယ်ကားလေးကတော့အယိုးစစ်တိုက်ခိုက်လုံးဝရှင်းတယ်ဒီကောင်လေးကတစ်စီးလုံးဒီပါအော်စီလို့ပြောလို့ရတယ်ဒီကောင်ပေါ့နော်ဒီကောင်လေးပဲကျွန်တော်ပြန်စီးပါတယ်ကျန်တဲ့ဟာအကုန်လုံးကျွန်တော်တို့အော်စီပါခင်ဗျာကားအတွန်းအတိုက်ခိုက်လုံးဝမရှိဘူးကားတော်တော်ကောင်းတဲ့ထဲမှာပါပါတယ်နော်ကားတော်တော်ကောင်းတဲ့ထဲမှာပါတယ်ဒါလေးကတော့ကျွန်တော်နောက်ကန်လေးတွေနော်နောက်ကန်လေးကြည့်လို့ရတယ်အမိုးကိုင်းခြေတဲ့အစုံပါပါတယ်နော်အမိုးကိုင်းခြေတဲ့အစုံပါပြီးသားပါနောက်ကန်မှာခင်ဗျာနောက်ကန်အနေထားပါနော်နောက်ကန်အနေထားပါနော်အော်စီတိုင်းမရှိပါသေးတယ်ခင်ဗျာဒီမှာနော် frame ပါဆိုစင်းပြီးရမ်းလာတယ်နော်ကျွန်တော်မိတ်ဆွေနော်ပြီးတော့ဒီလိုကားမျိုးကိုပေါ့နော်ရန်ကုန်မှာဆိုလို့ရှိရင်ကျွန်တော်တယောက်ပဲကင်နေလို့တော့ပြောလို့ရတယ်ပေါ့နော်ဒီလိုကားမျိုးကိုဒီလိုမျိုးကားကောင်းကားတက်ကင်နေတဲ့ထဲမှာဆိုလို့ရှိရင်ရန်ကုန်မှာဆိုတိတ်ရှားရတယ်ပေါ့တိတ်မရှိဘူးပေါ့နော်ကျွန်တော်ကပဲထရီထူးအနေနဲ့ပေါ့နော်ဒါကျွန်တော်တို့ကားကောင်းကားတက်ကင်နေတဲ့ထဲမှာပါတာပါကျွန်တော်မိတ်ဆွေကြောက်ပြပေးမလားအတွင်းကလေးပေါ့နော်ဆိုတော့ကျွန်တော်မိတ်ဆွေတွေကကားလေးဝယ်ခြင်းနဲ့ကားကောင်းကားတက်အောင်လည်းရွေးချယ်ပြီးဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်စီမလာကြည့်လို့ရတယ်တကယ်တိုင်းကြီးတွေအရန်လှတယ်ကျွန်တော်တို့ပေါ့နော်အတိုက်ခိုက်ရှိထားတာပတိဝင်လာတာဆေးဝင်လာလုံးဝမရှိဘူးသူအော်စီတိုင်းမရှိသေးတယ်တကယ်တိုင်းကြားတွေအကုန်လှတယ်တကယ်တိုင်းကြားတွေအကုန်လှတယ်နော်ဒီမှာခြေနင်းနေခြေကွက်တွေရှော့ဘာအထိုင်နေအကုန်လုံးသူ့ရဲ့ original sport လေးတွေ original ချိတ်တိုင်းပဲရှိတယ်အော်ချိတ်တိုင်းပဲရှိသေးတယ်ကျွန်တော်ဒီမှာအောက်ခင်းပြားတွေကဆိုဒီကောင်အော်တိုင်းပဲရှိသေးတယ်လုံးဝအဆွေးအနာစာတန်ကြီးလုံးဝရှင်းပါတယ်ကားအရင်ကောင်းတယ်ချက်စီနားတစ်ဝိုက်အားလုံး clear ဖြစ်တယ်လုံးဝရှင်းတယ်ဒါလေးကအတွင်းခန်းပုံစံလေးပါနော်အတွင်းခန်းလေးပါနော်ဒီကောင်လေး2008ပဲအတွင်းခန်းလေးပဲဒီကောင်လေးဆိုတာတစ်စီးလုံးလေးပဲအော်စီလို့တော့ပြောလို့ရတယ်ပါချမ်းလေးကလွဲလို့ရှိရင်ကျန်တဲ့ဟာတွေအကုန်လုံးတစ်စီးလုံးအော်စီပတ်လည်နဲ့ရမယ်ကားလေးပါနော်တော်တော်လေးကောင်းပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေကကားဝယ်ခြင်းနဲ့ကားကောင်းကားတက်မှဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကားတွေကိုလာကြည့်ယူကြည့်တင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ရန်ကုန်မှာဆိုလို့ရှိရင်ဒီကားတွေကအကောင်းဆုံးလို့တော့ပြောလို့ရတယ်နော်နောက်တစ်စီးရကြတော့ကျွန်တော်ရန်ကုန်လိုင်စင်လေးပေါ့နော်ဒါကကြတော့ရန်ကုန်လိုင်စင်ကားမှလိုချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကိုပဲကျွန်တော်ရွေးထားပေးတာဒီကောင်လေးကလည်းခုနကလိုပဲဒီကောင်လေးကလွယ်လို့ရှိရင်ကျွန်တော်တစ်စီးလုံးအော်စီလို့ပြောလို့ရတယ်နော်ဒီပါချမ်းလေးကလွယ်လို့ရှိရင်ကျွန်တော်ဟာအကုန်အော်စီလို့ပြောလို့ရတယ်ကျွန်တော်တစ်စီးလုံးလေးပဲအော်စီပဲပါချမ်းလေးပဲကျွန်တော်ပြန်စီးပါတယ်နော်ရန်ကုန်လိုင်စင်လေး 5i လေး1009လေးပေါ့နော် model မြင့်ဖြစ်မယ်နံပါတ်မြင့်ဖြစ်မယ်ကားတွန်းအတိုက်ဂျိုဂျင်လုံးဝကင်းတယ်အော်စီပတ်လည်းဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ထရီတူပြောစရာမလိုပေါ့နော်စေးကောင်းတယ်ဘာညာပြောစရာမလိုဘူးနော်
အော်စီးပတ်လဲကားရန်ကောင်းတယ်ဒီမှာတောင်းချီလေးတွေဖမ်းကြည့်လိုက်အကုန်မိတယ်စပေါ်လေးတွေသူ့အတိုင်းမရှိသေးတယ်တစ်စီးလုံးလေးကအော်စီးပါနော်တစ်စီးလုံးကိုအော်စီးတစ်စီးလုံးလေးမဟုတ်တစ်စီးလုံးကိုအော်စီးနော်ကားတွေအကုန်လုံးတားတွေပဲဆက်ပန်းတွေကောင်းသေးတယ်နော်ဒါတော့နောက်ကန်အနေထားကြည့်လို့ရတယ်နော်နောက်ကန်အနေထားအားလုံးစင်တယ်နော်ကျွန်တော်ရောင်းပေးတဲ့ကားဒီကျွန်တော်ကိုယ်တိုင်ကြိုက်ပြီးတော့ကျွန်တော်ရဲ့စံနှုန်းနဲ့ညီတဲ့ကားတွေကိုပဲကျွန်တော်ရောင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကားလာကြီးတဲ့ခါပဲဖြစ်ဖြစ်ကားလာဝယ်တဲ့ခါမှဖြစ်ဖြစ်ပေါ့နော်ကားကောင်းကြိုက်တယ်ဆိုတဲ့မိတ်ဆွေတွေကိုပဲကျွန်တော် UDB ရောင်းပေးရဖြစ်ပါတယ်ဒါ out frame မှာအယိုးထဲမှာနော် out frame နေတော့အဆွေးနာစာလုံးဝရှင်းပါတယ် clear ဖြစ်ပါတယ်ကားအရင်ကောင်းပါတယ်ကျွန်တော်တကတိုင်းအယိုးတွေအကုန်လုံးလှပါတယ်ဘာမှပြောစရာမရှိဘူးနော်တကားကြားတွေပါဆိုလို့ရှိရင်လည်း clear လုံးဝဖြစ်တယ် phone line နေ phone line နေဘာမှပြောစရာမရှိအောင်အရင်ကောင်းတယ် shop bar ထိုင်နေရတဲ့သူ့ရဲ့ original sport original ချိတ်တိုင်းသူ့ order ရှိသေးတယ်နော်ဒါကားလေးရသူ့ရဲ့အတွင်းကန်းလေးနော်ဒါကားရဲ့သူ့ရဲ့အတွင်းကန်းလေးဖြစ်ပါတယ်ဆိုတော့ဗောနော်ဒီကားလေးတွေကိုဗောနော်ကျွန်တော်မိတ်ဆွေတွေကသဘောကျတယ်လာကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြောက်တကုံ34ရက်ကွက်ဘရောင်းမြိုင်နှစ်လမ်းမှာလာပြီးတော့ကြည့်လို့ရပါတယ်ကားအားလုံးဒီကားနဲ့ပတ်သက်တဲ့စားစားတဲ့အရှုပ်ရှင်းဖောက်ဆုပ်ဖြတ်ဆက်အလုံးချင်းဘော်ဒီအစီအမံပြုပြင်ရေးစသဖြင့်ပေါ့နော်ကညနာလက်မခံတဲ့အရာတွေအားလုံးကိုကျွန်တော်တို့အာမခံပြီးတော့တောင်းချပေးတော့မှာဖြစ်ပါတယ်ဆိုတော့နောက်ပြီးကြတော့ပေါ့နော်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်တခုအကြံပေးချင်တာရှိတယ်အဲ့ဒါပါလဲဆိုတော့ပေါ့နော်ကားအယောင်းအဝယ်စားလုံးမဲ့ညီကိုတွေသို့မဟုတ်ပေါ့နော်ကားနဲ့ပတ်သက်ပြီးလေ့လာနေတဲ့ညီကိုတွေကားကောင်းကားတန်ဆိုတာဘယ်လိုမျိုးလဲကားကောင်းတယ်ဆိုတော့ဘယ်လိုမျိုးလဲသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ကားတွေလက်ကြည့်လို့ရတယ်ကျွန်တော်ကားတွေအကုန်လုံးဒီကားကောင်းကားတန်ထဲမှာပါပါတယ်ကျွန်တော်ရောင်းချပေးတဲ့ကားတွေဒီဂျိုကာဂျင်းကာတိုက်ကာလုံးဝမရောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကာညနာလက်မခံနေပေါ့နော်ဒီကာညနာလက်မခံတဲ့ WRD ကိစ္စတွေရဲ့ဒီအားလုံးလဲကင်းရှင်းဖြစ်တဲ့ကားတွေကိုပဲကျွန်တော်ရောင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေအနေနဲ့လာပြီးလေ့လာလို့ရတယ်လာလေ့လာလို့ရတယ်စားနေကားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါမှလည်းဒီလိုမျိုးကားကောင်းလေးတွေကိုကြည့်သွားတဲ့အခါမှာလည်းကားရော့တဲ့ကားဆိုတာဘာလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေသိမှာနော်နောက်ပြီးတော့ပေါ့နော်ကျွန်တော်လာပြောကြတယ်ပေါ့နော်ကိုချန့်ရေးပေါ့နော်ကိုချန့်ကောင်းတဲ့ကားတွေပဲရောင်းတာကိုကောင်းတဲ့ကားတွေပဲပြပြီးနေတာအဲ့ဒါဆိုလို့ရှိရင်ရော့တဲ့ကားတွေကိုကျွန်တော်တို့ဘယ်လိုကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်မှာရော့တဲ့ကားမရှိသလိုရော့တဲ့ကားလည်းကျွန်တော်မရောင်းပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေကဒီလိုကောင်းတဲ့ကားတွေကိုများလာကြည့်ကောင်းတဲ့ကားတွေကိုများကြည့်များမြင်ပြီးတော့ကိုမျက်စိထဲမှာပေါ့နော်များလေးတိသွားပြီဆိုလို့ရှိရင်မျက်စိကြီးဝဝပြီကြီးတဲ့အကြီးဝဝပြီဆိုလို့ရှိရင်ကားအဆုပ်ကားအပြက်ကိုတော့ကြည့်တဲ့အခါကျလို့ရှိရင်တမ်းပြီးဒီနေရာလေးကတော့လွဲနေတယ်ကိုချင်းပြောထားတာတော်တော်မျိုးလေးလွဲနေတယ်ဆိုတာတန်းသိပြီးတော့ရှောင်လို့ရတာပေါ့ဗျာနော်ဆိုတော့ဒီဘက်ခင်မှာကားဝယ်ရဆိုတာတိတ်ကိုအန်ရများတယ်တတိလက်ထားရတယ်ဆိုတဲ့ခါကျတော့လူလက်ခိုင်နေကားလက်ခိုင်နေနေရာလက်ခိုင်နေဆိုတဲ့လူတွေမှာပဲရွေးချယ်ဝယ်ကြဖို့နော်တတိပေးနေအားလုံးနှုတ်ဆက်ပါတယ်ဆိုတော့ဒီကားလေးနဲ့ပတ်သက်ပြီးအသိကျင်တာရှိရဆိုလို့ရှိရင်လည်းကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့09 9583953ကိုဆက်သွယ်ပြီးတော့သိချင်တာအကုန်မေးလို့ရတယ်ငွေစင်လည်းရတယ်အရေးကြလည်းရတယ်เนาะကျွန်တော်ငွေချန်လည်းလုပ်ပေးပါတယ်ခင်ဗျာเนาะဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးမတက်တာပါခင်ဗျာ